ဖတီမာတက်မြသည့်တော့ကိုလေရင်နဲ့တကူတကာသေစားရတီအပေးကျန်းနေတဲ့ကချင်ပြည်နယ်မင်္ဂလာပါပရိသတ်ကြီးရှိအခုတင်ဆက်ပေးမယ့်ကျောင်းရာလေးကတော့အလွန်နမဲကြီးနေတဲ့မန်လေးမြို့ကဖတီမာတက်မြသည့်တော့ကိုလေရင်တလီနဲ့ပါမှားစားကြတဲ့အထိအပေးကျန်းနေတဲ့ကချင်ပြည်နယ်ကျောင်းလေးကိုဖော်ပြတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်မန်လေးမြို့ကနမဲကျော်ဥပိန်တရားထိပ်မှာရောင်းချရင်နမဲကြီးလာတဲ့ဖတီမာချင်မောင်ကတော့တစ်တော့ဘော်ကနေစတင်ကတစားတစားနမဲကြီးလာခဲ့ရင်အခုဆိုရင်တော့လူတန်းရှည်ကြီးတန်းစီကဝယ်စားရတဲ့အထိဝက်ကွယ်အောင်မြင်နေခဲ့ပြီပဲဖြစ်ပါတယ်။ဖတီမာချင်မောင်ဆိုင်မှာပရိသတ်တွေအကြိုက်ဆုံးတဲ့နမဲကြီးစုပ်ကတော့ဖတီမာရဲ့အနှစ်တွေနဲ့ပြည့်နေနေတဲ့တေချာပေါင်းထားတဲ့တံမြာပေါင်းဖြစ်ပြီးပရိသတ်တွေကြားမှာသူ့ရဲ့ရတာကဝက်ကွယ်အောင်မြင်သွားခဲ့တာပဲဖြစ်ပါတယ်။ဖတီမာအခုဆိုရင်တော့တရက်ကိုတံမြာသည့်အလုံးပေါင်း8000ထိရောင်းချနေရပြီးတော့သူမစီမှာရှိတဲ့ကျွေးတွေပါကြေတော်မဲ့အထိပြည်လည်လာနေခဲ့ပြီပဲဖြစ်ပါတယ်။ဖတီမာကိုဝင်ဆောင်ထားတဲ့ချိန်မှာပဲသူမရဲ့ဝမ်းရည်အတွက်ချင်မောင်းရှောင်းခဲ့တာဖြစ်ပြီးအခုနမဲကြီးနေတဲ့တံမြာသည့်တုပ်ကိုလေသူမရဲ့ကိုဝင်ကချစ်ချင်းတက်တဲ့တွေတုပ်ဆိုင်ရောင်းချပေးဖြစ်ရာကနေအခုလိုဝက်ကွဲနမဲကြီးသွားခဲ့တာပဲဖြစ်ပါတယ်။ဖတီမာကတော့ချင်မောင်းရောင်းချပေးနေပေမဲ့စေနာပြေထားကစားတုပ်သူတွေကိုရောင်းချပေးခဲ့တဲ့အတွက်သူမအခုလိုအမြင်ရကြီးဖြစ်တယ်လို့ပြောဆိုထားပါတယ်။လိုင်းပေါ်မှာနရန်ကိုမနမဲကြီးနေတဲ့အတွက်တံမြာသည့်တော့ကိုနေဝေးတွေကပါမှားစားကြတာတွေကိုယ်တိုင်ကိုကြလာရောက်မြည်ဆန်းတာတွေရှိနေခဲ့ပြီးကချင်ပြည်နယ်မြစ်ကျနာမြို့ကတော့မန်လေးကနေလေရင်ဒလီနဲ့တင်ကတကူးတကကိုမှားစားနေကြတယ်လို့သိရပါတယ်။လေရင်နဲ့မှားစားရတဲ့တံမြာသည့်ပေါင်းတပူကိုငွေကျပ်2000နီးပါးအထိပါပေးကဝယ်စားနေကြကြောင်းလူမှုကွန်ရက်စာမျက်နှာပေါ်မှာလူပြောများနေကြတာဖြစ်ပါတယ်။ဖတီမာကတော့ကချင်ပြည်နယ်ဒီမဟုတ်ပဲစင်ကာပူကနေပါသူမရဲ့တံမြာသည့်ပေါင်းကိုအော်ရာမာနေတဲ့အတွက်စင်ကာပူထိပါတင်မိုးရောင်းချတော်မှာဖြစ်ကြောင်းပြောပြထားပါတယ်။အချင်းမောင်ရောင်းရင်ဒီလိုအောင်မြင်လိမ့်မယ်လို့ဘယ်သူမှထင်မထားခဲ့ပေမဲ့ဖတီမာကတော့သူမရဲ့ကြိုးပေးကောင်းမွန်ကြောင်းဝက်ကွဲအောင်မြင်အောင်လုပ်ပြနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ပရိသတ်တွေကတော့ဖတီမာကဇေယောက်ကောင်းတာလည်းမပြောနဲ့ထည့်ပေးထားတဲ့စာပလာကိုကြည့်အောင်စေတနာကောင်းရင်ကံကောင်းနေဆိုတဲ့စကားအယမ်းမှန်နေ။ဗိုက်ထရကလေးကပြင်တော်မှထွက်မလာသေးဘူးမိဘကိုကျေးဇူးဆက်နေရနော်။မိသားစုရဲ့အတိတ်ကံကကောင်းလိုက်တာသူစေတနာကြိုးပေးတာရင်ကလေးလေးရဲ့ဖုံးကန်ကြောင်ရင်စိတ်ထားကောင်းတော့ကံကောင်းတာပေါ့နော်။သူရဲ့စေတနာကြိုးပေးရလို့မြင်ပါရီအများကြီးတိုးတက်ကြီးွားပါစေရှင်လူတယောက်ရဲ့ကံကတော့ပြောင်းလဲလာရင်ဘာမှတားဆီးလို့မရဘူးတံမြာသည်ငြုတ်တိကျမုံနဲ့ရောငပိရီထဲပြီးရောင်းတာတောင်မှနမဲကျော်သွားတဲ့အဖြစ်ဒီလောင်များတဲ့လူအုပ်ကြီးအောင်တံမြာသည်ဝယ်စားကြတဲ့စသဖြင့်မှတ်ချက်ပြုပြောဆိုခဲ့ကြသလိုအချို့ကလည်းပေါ်ပင်ဆိုရင်လိုက်လို့တက်တဲ့မြမပြည်ကလူအုပ်ကြီးကြောင့်အခုတော့ရောင်းကားအောင်ပါပါနောက်တလားလောက်နေရင်သွားကြည့်လိုက်အဲ့တန်းစီနေတဲ့လူတန်းကြီးကြက်ပြောက်ငပြောက်ဖြစ်သွားလိမ့်မယ်လူတွေကစားကျင်စိတ်ကနည်းနည်းဖတီမာတံမြာကြီးတော့ဝယ်စားတယ်ဆိုပြီးလိုင်းမော်တိတ်ချစိတ်နဲ့ဝင်နေကြတာဆိုပြီးတော့ထောက်ပြပြောဆိုသူတွေလည်းရှိခဲ့ကြပါတယ်ပရိသတ်ကြီးတို့ရောလေရင်နဲ့ပါစားကြတဲ့အထိစမ်းတက်နေတဲ့ဖတီမာချင်းမောင်နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးထင်မိကြလဲဆိုတာကွန်မန့်မှာပြောသွားပေးခဲ့ပါဦးရှင်